အနီးစကန်မှာလူကြိုက်အများဆုံးနေရာတစ်ခုရှိတယ်အဲ့ဒါတော့ဒါလျံရိပ်ငိန်လို့ခေါ်တဲ့ပတ်ဝန်းကျင်အရန်ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့လျံရိပ်ငိန်ထဲမှာလူကြိုက်အများဆုံးပတ်ဝန်းကျင်အတန့်ဆုံးမှာရှိတဲ့မြေကွက်လေး၃ခုကိုအယောင်မိတ်ဆက်ပေးမယ်ဒီနေရာတော့ဒါလျံရိပ်ငိန်9လမ်းအတင်ဖြစ်ပြီးတော့တောက်ကွက်အနေအထားမျိုးဖြစ်တဲ့ဈေးနှုန်းအနေနဲ့ကလည်းဒါ3,600နဲ့800ခေါ်ဆိုထားပြီးတော့ပိုင်ရှင်နဲ့တိုက်ရိုက်ညှိနှိုင်းရောင်းချပေးမယ်အကွက်လေးဖြစ်ပါတယ်အဲ့တော့နောက်တစ်ကွက်အနေနဲ့ကတော့ဒါဒီတောက်အကွက်ရဲ့တလန်းနဲ့ပဲလျံရိပ်ငိန်ကိုဒါ9လမ်းနဲ့6လမ်းကြားမှာဖြစ်မယ်ချန်ကျဲဝန်းကလည်းဒါပေ40-60ပဲဖြစ်ပြီးတော့ဒီကွက်ကိုခေါ်ဆိုထားတဲ့ဈေးနှုန်းက3,6,500ခေါ်ဆိုထားတာဖြစ်ပါတယ်ပိုင်ရှင်နဲ့ဓာတ်ရိုက်ကိုစိတ်ကြိုက်ဈေးညှိနှိုင်းလို့ရမယ်ပတ်ဝန်းကျင်အနေအထားကအရန်ကောင်းတဲ့နေရာဖြစ်လို့ရောင်းဝက်ရှားပြီးတော့ဈေးကောင်းတဲ့နေရာအနေအထားမျိုးမှာပါတယ်အဲ့တော့ဒီတစ်ကွက်ကလည်းဒါလက်ရင်းငိန်9လမ်းနဲ့6လမ်းကြားမှာရှိတယ်ခြံကျင်ကဒါပေ40-60ကိုဒီအကွက်ကတော့3,500နဲ့900ပဲခေါ်ထားတယ်ဒီ6လမ်းဆိုလို့ရှိရင်ဒါကျွန်တော်တို့နှီးဖျားလမ်းကိုလည်းပြန်ထွက်လို့ရတဲ့နေရာအနေအထားလေးရှိပါတယ်စိတ်ဝင်စားရင်ဆက်သွယ်လိုက်ပါ